ကိုအဲ့ဒါလေ အခုငယ်ငယ်ချင်းတယောက်ပါ10ရက်လောက်ထဲကွင်သွားသူချင်းဆိုတော်တော်ကောင်းတာတော်ပါမိပါ တော်ကောင်းတာတော်ပါရင်သွားတာ ဟဲ့လူစားကြအောင်နော်တို့တော့ဗာထဲတုတ်ထားတာ ဆိုလည်းဖတ်တော့စားလိုက်အောင်နော်ကိုခွန်ကြည့်မယ်တော်လာပါတော်ကောင်းတာပဲတော်ပါရင်ပါ ဆိုရယ်ကိုကဒီတိုင်းပြောတာပါ ဟဲ့လာစားကြအောင်နော်နင်တို့တော့ဗာထဲတုတ်ထားတာအများကြီးတုတ်ထားတာမကုန်နှမျောကြရင် ဟဲ့ဇူဇူ你ဒီကားဖို့ရယ် ဘာလဲဘာဖြစ်နေရလဲ နင်ပြောဘာမှမဟုတ်ဆိုနင်တို့ဖြစ်နေကြည့် ဒီကနင်ကပဲလေပြန်လာလားငါ3ရက်စာတုတ်ထားရဟာ你说哎，这种哈哇。